အဲ့ဒီအချိန်မှာပဲဆရာကအတန်းထဲကိုဝင်လာပါတယ်ချက်ကချက်ချင်းထရက်လိုက်ပြီးစာတော်တဲ့ကျောင်းသားတွေနဲ့အတူတူထိုင်ကျင်တယ်လို့ပြောလိုက်ပါတယ်ဆရာကလည်းအချမ်းသာဆုံးသူထေးရဲ့သားကျောင်းလာတက်မယ်ဆိုတဲ့ကောလာဟာလကိုကြားထားပြီးသားပါသူကလည်းချက်ကိုအဲ့ဒီသူထေးသားလိုပဲအထင်မှားသွားပါတယ်သူကချက်ကိုဘသူနဲ့ထိုင်ကျင်လဲလို့ချက်ချင်းမေးလိုက်ပါတယ်ချက်ကအန်နီရဲ့ဘေးမှာထိုင်ကျင်တယ်လို့ပြန်ဖြေပါတယ်ဆရာကလည်းအလွယ်တကူပဲသဘောတူလိုက်ပါတယ်ဒါနဲ့ချက်ကအဲ့ဒီကောင်လေးရဲ့ထိုင်ကုန်ကိုအသာလေးယူလိုက်ပါတော့တယ်အားလုံးအဆင်ပြေသွားတဲ့အခါမှာတော့ဆရာကကျောင်းမှာပရာဟိတဖောင်ဒေးရှင်းတစ်ခုထောင်မယ်လို့ကြေညာလိုက်ပါတယ်ရောက်နေတဲ့ကျောင်းသားတိုင်းကကိုတက်နိုင်တဲ့လောက်စေတနာလေးတွေထည့်ဝင်ကြဖို့သူကမျှော်လင့်နေပါတယ်ဆရာပါဇက်ကစကားပြောလို့တော့မဆုံးသေးပါဘူးကျောင်းသားတွေကသူတို့လူမဲ့ပမာဏတွေကိုစပြီးပြောကြပါတော့တယ်သူတို့ကအဲ့ဒီကောင်လေးကိုဘာများလူနိုင်မှာမို့လို့လဲဆိုပြီးလှောင်တောင်လောင်ကြပါသေးတယ်ကြွားဖို့အတွက်အခွင့်အရေးကောင်းကြီးရလာတာမို့ချက်ကလည်းအဲ့ဒီအချိန်ကိုလက်လွတ်မခံပဲအမိအယဖမ်းဆုပ်လိုက်ပါတယ်သူကဒေါ်လာ3 သိန်းလူမယ်လို့ချက်ချင်းကတိပေးလိုက်ပြီးအဲ့ဒီကောင်လေးအတွက်လည်းဒေါ်လာ2000စိုက်လူပေးမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီလိုလုပ်လိုက်တာကဆရာနဲ့အတန်းဖော်ရီစီကနေချက်ချင်းပဲချီးမွမ်းမှုကိုရသွားစေပါတယ်တချို့ကျောင်းသားတွေကအဲ့ဒီကောင်လေးကိုချက်ကိုကျေးဇူးတင်ဖို့တောင်တိုက်တွန်းကြပါသေးတယ်အဲ့ဒီကောင်လေးကတော့ဒေါသထွက်သွားပြီးသူ့ကိုဘာလို့ဒီကိစ္စလဲဆွဲသွင်းရတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီနောက်သူကချက်ကိုတကယ်လူမှဟုတ်မဟုတ်စစ်ဆေးဖို့အတွက်ဒေါ်လာ3 သိန်းကိုထုတ်ပြဖို့ပြောလိုက်ပါတယ်ချက်ကအဲ့ဒီလိုအပြောခံလိုက်ရတဲ့အခါပြပြတလဲဖြစ်သွားပါတယ်သူကသူ့ရဲ့ဘဏ်ကတ်ကတရက်စာထုတ်လို့ရတဲ့ပမာဏပြည့်သွားပြီလို့အလင်းအမြန်ပဲလိန်ပြောလိုက်ပါတယ်ပြီးတော့နောက်နေ့မှဆရာစီကိုပတ်စံလာပေးမယ်လို့ကတိပေးလိုက်ပါတယ်အဲ့ဒီနောက်သူကကားဆရာဖြစ်တဲ့သူ့ဖေစီကိုတိတ်တဆိတ်ဆက်သွယ်လိုက်ပါတယ်တထေးအိမ်ကခိုးလာတဲ့ပစ္စည်းတွေကိုအမြန်ရောင်းပေးဖို့သူ့ဖေကိုခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာဆရာကချက်ဖက်ကနေစပြီးကာကွယ်ပေးပါတော့တယ်သူကအဲ့ဒီကောင်လေးကိုဒီလိုကိစ္စအသေးမွှားလေးနဲ့အတန်းဖော်ခြင်းပြဿနာရှာနေတာဟာသဘောထားသေးတိမ်လုံးနဲ့လို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီကောင်လေးကသူကစနောက်နေတာပါလို့ပြောလိုက်ပါတယ်သူ့မိသားစုကမချမ်းသာတာကိုလည်းသူကဝန်ခံပါတယ်အတန်းထဲကတခြားသူတွေနဲ့တော့မနှိုင်းယှဉ်နိုင်ပါဘူးသူကနေကမူလာတန်းကျောင်းတွေအတွက်ကျောင်းဆောင်ဆယ်ဆောင်နဲ့ဒေါ်လာ9 သန်းပဲလှူနိုင်မယ်လို့ပြောလိုက်ပါတယ်တန်းလုံးဝါခန့်နဲ့ရေမောလိုက်ကြပါတယ်သူတို့ကသူ့ကိုကောင်းများထိသွားပြီလားဆိုပြီးဝိုင်းမေးကြပါတယ်စုပ်ပြတ်နေတဲ့သုံးမိဆိုင်ကယ်စီးတဲ့လူမွဲတစ်ယောက်ကဒီလိုစကားကြီးစကားကျယ်တွေပြောစရာမလိုဘူးလို့ပြောကြပါတယ်ဒါပေမဲ့အဲ့ဒီကောင်လေးကတော့ဖုန်းတစ်ချက်တည်းနဲ့အားလုံးပြီးသွားလိမ့်မယ်လို့ဆိုပါတယ်အဲ့ဒီနောက်သူကသူ့အိမ်တော်ထိန်းစီကိုအဲ့ဒီနေရာမှာတင်ဖုန်းဆက်လိုက်ပါတယ်2 မိနစ်အတွင်းကျောင်းကိုဒေါ်လာ9 သန်းလက်ငင်းလာပို့ဖို့သူကခိုင်းလိုက်ပါတယ်သူအဲ့ဒီလိုပြောလိုက်တဲ့အခါအားလုံးကပိုတောင်ရေးလိုက်ကြပါသေးတယ်မိန်းကလေးတစ်ယောက်ကဆိုရင်တကယ်လို့သူကအဲ့ဒီလောက်ပတ်စံအများကြီးကိုတကယ်ထုတ်ပြနိုင်မယ်ဆိုရင်ပေါ့သူမကဒူးထောက်ပြီးသူ့ကိုတောင်းပန်ပါမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသတင်းပေါက်အပြင်ဘက်မှာစိန်ခံကားတန်းကြီးကရုတ်တရက်ရက်လိုက်ပါတယ်အိမ်တော်ထိန်းတဲ့တက်တော်ဆောင်တွေကအဲ့ဒီကောင်လေးလိုချင်တဲ့ဒေါ်လာ9 သန်းကိုတည်ပြီးကျောင်းထဲကိုဝင်လာကြပါတယ်အဲ့ဒီအချိန်မှာပဲဆရာကအတန်းထဲကိုဝင်လာပါတယ်ချက်ကချက်ချင်းထရက်လိုက်ပြီးစာတော်တဲ့ကျောင်းသားတွေနဲ့အတူတူထိုင်ကျင်တယ်လို့ပြောလိုက်ပါတယ်ဆရာကလည်းအချမ်းသာဆုံးသူထေးရဲ့သားကျောင်းလာတက်မယ်ဆိုတဲ့ကောလာဟာလကိုကြားထားပြီးသားပါသူကလည်းချက်ကိုအဲ့ဒီသူထေးသားလိုပဲအထင်မှားသွားပါတယ်သူကချက်ကိုဘသူနဲ့ထိုင်ကျင်လဲလို့ချက်ချင်းမေးလိုက်ပါတယ်ချက်ကအန်နီရဲ့ဘေးမှာထိုင်ကျင်တယ်လို့ပြန်ဖြေပါတယ်ဆရာကလည်းအလွယ်တကူပဲသဘောတူလိုက်ပါတယ်ဒါနဲ့ချက်ကအဲ့ဒီကောင်လေးရဲ့ထိုင်ကုန်ကိုအသာလေးယူလိုက်ပါတော့တယ်အားလုံးအဆင်ပြေသွားတဲ့အခါမှာတော့ဆရာကကျောင်းမှာပရာဟိတဖောင်ဒေးရှင်းတစ်ခုထောင်မယ်လို့ကြေညာလိုက်ပါတယ်ရောက်နေတဲ့ကျောင်းသားတိုင်းကကိုတက်နိုင်တဲ့လောက်စေတနာလေးတွေထည့်ဝင်ကြဖို့သူကမျှော်လင့်နေပါတယ်ဆရာပါဇက်ကစကားပြောလို့တော့မဆုံးသေးပါဘူးကျောင်းသားတွေကသူတို့လူမဲ့ပမာဏတွေကိုစပြီးပြောကြပါတော့တယ်သူတို့ကအဲ့ဒီကောင်လေးကိုဘာများလူနိုင်မှာမို့လို့လဲဆိုပြီးလှောင်တောင်လောင်ကြပါသေးတယ်ကြွားဖို့အတွက်အခွင့်အရေးကောင်းကြီးရလာတာမို့ချက်ကလည်းအဲ့ဒီအချိန်ကိုလက်လွတ်မခံပဲအမိအယဖမ်းဆုပ်လိုက်ပါတယ်သူကဒေါ်လာ3 သိန်းလူမယ်လို့ချက်ချင်းကတိပေးလိုက်ပြီးအဲ့ဒီကောင်လေးအတွက်လည်းဒေါ်လာ2000စိုက်လူပေးမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီလိုလုပ်လိုက်တာကဆရာနဲ့အတန်းဖော်ရီစီကနေချက်ချင်းပဲချီးမွမ်းမှုကိုရသွားစေပါတယ်တချို့ကျောင်းသားတွေကအဲ့ဒီကောင်လေးကိုချက်ကိုကျေးဇူးတင်ဖို့တောင်တိုက်တွန်းကြပါသေးတယ်အဲ့ဒီကောင်လေးကတော့ဒေါသထွက်သွားပြီးသူ့ကိုဘာလို့ဒီကိစ္စလဲဆွဲသွင်းရတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီနောက်သူကချက်ကိုတကယ်လူမှဟုတ်မဟုတ်စစ်ဆေးဖို့အတွက်ဒေါ်လာ3 သိန်းကိုထုတ်ပြဖို့ပြောလိုက်ပါတယ်ချက်ကအဲ့ဒီလိုအပြောခံလိုက်ရတဲ့အခါပြပြတလဲဖြစ်သွားပါတယ်သူကသူ့ရဲ့ဘဏ်ကတ်ကတရက်စာထုတ်လို့ရတဲ့ပမာဏပြည့်သွားပြီလို့အလင်းအမြန်ပဲလိန်ပြောလိုက်ပါတယ်ပြီးတော့နောက်နေ့မှဆရာစီကိုပတ်စံလာပေးမယ်လို့ကတိပေးလိုက်ပါတယ်အဲ့ဒီနောက်သူကကားဆရာဖြစ်တဲ့သူ့ဖေစီကိုတိတ်တဆိတ်ဆက်သွယ်လိုက်ပါတယ်တထေးအိမ်ကခိုးလာတဲ့ပစ္စည်းတွေကိုအမြန်ရောင်းပေးဖို့သူ့ဖေကိုခိုင်းလိုက်ပါတယ်အဲ့ဒီအချိန်မှာဆရာကချက်ဖက်ကနေစပြီးကာကွယ်ပေးပါတော့တယ်သူကအဲ့ဒီကောင်လေးကိုဒီလိုကိစ္စအသေးမွှားလေးနဲ့အတန်းဖော်ခြင်းပြဿနာရှာနေတာဟာသဘောထားသေးတိမ်လုံးနဲ့လို့ပြောပါတယ်ဒါပေမဲ့အဲ့ဒီကောင်လေးကသူကစနောက်နေတာပါလို့ပြောလိုက်ပါတယ်သူ့မိသားစုကမချမ်းသာတာကိုလည်းသူကဝန်ခံပါတယ်အတန်းထဲကတခြားသူတွေနဲ့တော့မနှိုင်းယှဉ်နိုင်ပါဘူးသူကနေကမူလာတန်းကျောင်းတွေအတွက်ကျောင်းဆောင်ဆယ်ဆောင်နဲ့ဒေါ်လာ9 သန်းပဲလှူနိုင်မယ်လို့ပြောလိုက်ပါတယ်တန်းလုံးဝါခန့်နဲ့ရေမောလိုက်ကြပါတယ်သူတို့ကသူ့ကိုကောင်းများထိသွားပြီလားဆိုပြီးဝိုင်းမေးကြပါတယ်စုပ်ပြတ်နေတဲ့သုံးမိဆိုင်ကယ်စီးတဲ့လူမွဲတစ်ယောက်ကဒီလိုစကားကြီးစကားကျယ်တွေပြောစရာမလိုဘူးလို့ပြောကြပါတယ်ဒါပေမဲ့အဲ့ဒီကောင်လေးကတော့ဖုန်းတစ်ချက်တည်းနဲ့အားလုံးပြီးသွားလိမ့်မယ်လို့ဆိုပါတယ်အဲ့ဒီနောက်သူကသူ့အိမ်တော်ထိန်းစီကိုအဲ့ဒီနေရာမှာတင်ဖုန်းဆက်လိုက်ပါတယ်2 မိနစ်အတွင်းကျောင်းကိုဒေါ်လာ9 သန်းလက်ငင်းလာပို့ဖို့သူကခိုင်းလိုက်ပါတယ်သူအဲ့ဒီလိုပြောလိုက်တဲ့အခါအားလုံးကပိုတောင်ရေးလိုက်ကြပါသေးတယ်မိန်းကလေးတစ်ယောက်ကဆိုရင်တကယ်လို့သူကအဲ့ဒီလောက်ပတ်စံအများကြီးကိုတကယ်ထုတ်ပြနိုင်မယ်ဆိုရင်ပေါ့သူမကဒူးထောက်ပြီးသူ့ကိုတောင်းပန်ပါမယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲသတင်းပေါက်အပြင်ဘက်မှာစိန်ခံကားတန်းကြီးကရုတ်တရက်ရက်လိုက်ပါတယ်အိမ်တော်ထိန်းတဲ့တက်တော်ဆောင်တွေကအဲ့ဒီကောင်လေးလိုချင်တဲ့ဒေါ်လာ9 သန်းကိုတည်ပြီးကျောင်းထဲကိုဝင်လာကြပါတယ်